စင်ကိုတိုက်တာပမာလူငယ်ပဲရှိတယ်ပမာလူငယ်တော့အသက်ပေးစားတာပမာလူငယ်ပဲရှိတယ်ဒီຫນွေဦးတော်လာရေးမှာနော်တကောကောင်းဆန်သမားတွေကအများအဖြစ်ဘာတူလဲဖထီးတယ်လေငါတို့ကရင်ကောင်းဆောင်တွေပဲတကောကောင်းဆန်သမားတွေဖြစ်တာထီးတဲ့ကိုထိုးကျွေးတာလဲကရင်ကောင်းဆောင်တွေပဲအနည်း80ကျော်ဘာမှစောက်တော့မတောက်ဘာမှမလုပ်ဘာမှမသိလဲကရင်ကောင်းဆောင်တွေပဲမဟုတ်ဘူးလားပမာလူမျိုးတရားစီလားတရားလောက်စီလားဟာနေတော့ပြောတဲ့အာနာစင်ဆိုတာပမာငါတို့ကရင်ပြည်နယ်ဘက်ကကြည့်လိုက်မောင်ချစ်သူဆိုတာပမာလားအခုမြန်မာတနိုင်ငံအခုကရင်ပြည်နယ်တပြည်နယ်တော့မြန်မာတနိုင်ငံတကဘာလားတခိုးထမြကြားပြခိုင်းလူသားမှုလူကုန်ကူမှုတွေပေါ်လာတာဘယ်သူကကောင်းဆောင်ဖြစ်လဲကရင်မောင်ချစ်သူတို့ KNU ကောင်းဆောင်ဖိုးကြီးတို့ DKBA ကောင်းဆောင်တို့အဲ့ဒီကောင်းတွေအဲ့တော့ကရင်စစ်အဖိုးလက်ကရင်အဖွားလက်ကရင်အမျိုးလက်ကရင်သူ့ရဲ့မိမလက်ကရင်သူတို့ကိုတိုင်လက်ကရင်ပမာသွေးနဲ့လုံးဝမရောဘူးဒါပေမဲ့ကြားပြခိုင်းမာဖီးယားမူရစ်စေဝါကိုင်းသမားတွေမူရစ်စေဝါမှာကိုယ့်ရဲ့ပြည်နယ်မှာကိုယ့်ရဲ့ကရင်ပြည်နယ်နယ်မြေမှာမူရစ်စေဝါရုံတွေထူထောင်တဲ့ရာဆိုးမှုကြည်တရားမုံတဲ့ဥပဒေတရားမုံတဲ့အရာကိုပြန်တော့လုပ်တယ်ကဘာပမာသူများတွေရဲ့ချွေးနဲ့စားတဲ့ငွေကိုကွာ